အားလုံးပဲမင်္ဂလာပါ Facebook မှာရှိနေတဲ့မိုင်းရာရဲ့တငယ်ချင်းနဲ့ YouTube ပေါ်မှာရှိနေတဲ့မိုင်းရာရဲ့တငယ်ချင်းတွေအားလုံးကိုမင်္ဂလာပါလို့ရှေ့ဦးစွာနှုတ်ဆက်ချင်တယ်မင်္ဂလာရှိတဲ့အကြောင်းကိုပြောရမှာဖြစ်တဲ့အတွက်ကြောင့်မို့မင်္ဂလာပါလို့အရင်ဦးဆုံးနှုတ်ဆက်ချင်တယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာမိုင်းရာရဲ့ဆိုင်မှာပေါ့နော်မြန်မာနိုင်ငံမြေပုံပေါ့နော်ဒီမြန်မာနိုင်ငံမြေပုံကိုဘာကြောင့်မို့တမျက်တနိုးနဲ့ချိတ်ထားရတာလဲခိုင်ခန့်နဲ့တမျက်တနိုးနဲ့ချိတ်ထားရတာလဲဆိုတဲ့အကြောင်းကိုမိုင်းရာအနေငယ်ပြောပြချင်တယ်မိုင်းရာကနယ်သာလန်ကို2010မှာရောက်လာတယ်အခုဆိုလို့ရှိရင်2016ဆိုရင်16နှစ်ရှိပြီပေါ့နော်16နှစ်ရှိတဲ့ကာလမှာကိုဆက်ဆရောက်ချင်းဆိုလို့ရှိရင်နယ်သာလန်စာတွေတင်ရတယ်အဲ့လိုမျိုးနယ်သာလန်စာတင်တဲ့အချိန်မှာစတွေ့တဲ့အချိန်နယ်သာလန်စာဝင်တာနဲ့ဘယ်နိုင်ငံကနေလာလဲဆိုပြီးသူတို့မေးတဲ့အချိန်မှာမြန်မာပြည်ကလို့ပြောပြတဲ့အချိန်မှာမြန်မာဆိုတာသူတို့မသိဘူးနိုင်ငံတကာပေါင်းများစွာအမ်စတာဒမ်မှာလူပေါင်းများစွာနိုင်ငံတကာနိုင်ငံပေါင်းများစွာလာရောက်တေးခိုနေတဲ့နေရာမှာမြန်မာလို့ပြောလိုက်တဲ့အချိန်မှာတရားမှမသိကြတာစိတ်ထဲမှာအရာဝတ်နေတယ်ကိုကပဲကဘာအပြင်ကနေလာတဲ့လူလိုသူတို့เจ้าမှာဆိုလို့ရှိရင်လည်းနိုင်ငံပေါင်းများစွာလူမျိုးပေါင်းများစွာနဲ့မိတ်ဆက်တဲ့အချိန်မှာသူတို့နိုင်ငံနေသူတို့အကြောင်းကိုမိတ်ဆက်ကြတယ်ကိုနာမည်ပြောတယ်ရောက်တဲ့နိုင်ငံပြောတယ်ဘလောက်ရှိပြီဆိုပြီးမှဘယ်နှလရှိပြီနယ်သာလန်ရောက်တာဆိုပြီးမိတ်ဆက်တဲ့အချိန်မှာသူများတွေမိတ်ဆက်တဲ့ချိန်သူများနိုင်ငံတွေအကုန်လုံးကဒီကလူဖြူဆရာမတွေအကုန်တည်တယ်နယ်သာလန်လူမျိုးတွေအကုန်တည်တယ်ဒါပေမဲ့ကျမပြန်မိတ်ဆက်တဲ့အချိန်မှာမြန်မာဆိုတာသူတို့မတည်ဘူးចောင်းသားတွေလည်းတယောက်မှမတည်ဘူးအဲចောင်းသားတယောက်ဆိုလို့ရှိရင်သူကဆိုမာလီယာပေါ့နော်ဆိုမာလီယာကနေလာတဲ့တယောက်ဆိုတာဟဲတဲ့မြန်မာဆိုတာကဘာပေါ်မှာရှိလားတဲ့စိတ်ထဲမှာတော်တော်လေးခံစားသွားတဲ့စိတ်ထဲမှာဒီလူတွေကဘာလို့ငါတို့မြန်မာနိုင်ငံကိုသူတို့မတိတာလဲအရန်အောင်အော်တယ်ကိုကလည်းနိုင်ငံခြားလည်းမထွက်ဘူးလေနော်ရောက်ချင်းနဲ့တလားရောက်တယ်ဆိုတော့ကိုတို့မြန်မာပြည်ကိုလူတိုင်းကဘာတိမယ်လို့ထင်တာဒါပေမဲ့မတိတဲ့အချိန်မှာစိတ်ထဲမှာအရန်ခံစားရတယ်အမျိုးဖြစ်လာတဲ့အချိန်မှာမြန်မာလို့ပြောမြန်မာပြည်ရဆိုမတိမြန်မာဆိုလည်းမတိဘူးဘာမှဆိုတာလည်းသူတို့မတိဘူးမတိတဲ့အချိန်မှာနင်တို့ Google ကိုရိုက် Google မှာရှာYouTube မှာရှာ Google မှာရှာမြန်မာလို့ရိုက်ဆိုပြီးမှသူတို့ရိုက်တယ်ပြီးလို့ရှိရင်ဗမာပြည်ကိုငွေလွှဲတော့မယ်ဆိုလို့ရှိရင်လည်းသူတို့မြန်မာလို့ပြောရင်အဲ့ဘန်ကလူတွေမသိဘူးမြန်မာဆိုတာအဲ့ဆိုနင်တို့ Google မှာရှာကြည့်ဆိုမှ Google ကိုစလုံးပေါင်းကိုပြန်မအောင်ပြန်ပြီးမှ Google မှာမြန်မာဆိုတာရှိလားကဘာမှာတဲ့အဲ့လိုမျိုးဘန်ဝန်ထမ်းတွေကအစမသိတဲ့အချိန်မှာယင်ထဲမှာလေအရာခံစားရတယ်အခါကျတော့မိုင်းရာ2016မှာဆိုလို့ရှိရင်ဆိုင်ဖွင့်တဲ့အချိန်မှာကိုရှိတဲ့နေရာမှာမြန်မာဆိုတဲ့လူမသိရအောင်မရှိရအောင်ဆိုမှမြန်မာဝတ်စုံတွေမြန်မာအပြင်သွားရင်ဆိုလို့ရှိရင်ဂျင်းပန်တို့ဘာတို့ဝတ်တယ်ဆိုလူတိုင်းဝတ်တယ်ဒါပေမဲ့ကချင်1 set တို့မြန်မာပတ်တိတ်1 set မြန်မာ1 set တွေဆိုလို့ရှိရင်ဘယ်သူမှမဝတ်ဘူးအခါကျတော့မိုင်းရာဂုံယူဝင့်ကြွားဆိုဖះเจ้าတွားတိုင်းကချင်1 set လေးတွေကချင်ရိုးရဝတ်စုံလေးတွေဝတ်တဲ့အချိန်မှာလူတိုင်းအများစိတ်ဝင်စားပြီးတပ်ပုံတွေလာရိုက်ကြတယ်ကချင်ဝတ်စုံဆိုလာတယ်လေအဲ့လိုမျိုးဆိုလို့ရှိရင်ကိုကဘယ်ရလဲဆိုမြန်မာကိုအများကြီးဂုံယူဝင့်ကြွားစွာနဲ့တို့ပြောပြတယ်ရှင်းပြတယ်အဲ့ဒီမှာဆိုင်တန်ဖွင့်လာတဲ့အချိန်မှာမြန်မာကိုလူတွေအရန်သိစေချင်တဲ့အတွက်ကြောင့်မို့ဆိုင်ဖွင့်ချင်မိုင်းတာကဒီလိုမျိုးပေါ့နော်စမ်းစာလေးတွေအများတိုင်းရေးတယ်တပတ်မှတစ်ချိန်အပေါ်မှာဆိုလို့ရှိရင်အင်္ဂလိပ်စာနဲ့ရေးတယ်တခါတလေနယ်သာလန်စာနဲ့ရေးတယ်ဒါပေမဲ့အောက်မှာကျတော့မြန်မာစာနဲ့တပတ်တစ်ချိန်ကြမ်းချက်လေးတဲ့အချိန်မှာမြန်မာစာနဲ့ပဲရေးတယ်မြန်မာစာနဲ့ပဲလုပ်တယ်အဲ့ချိန်မှာလူတွေကဆိုင်မှာလာဝယ်စားတဲ့လူတိုင်းကနုရဲ့မြန်မာစာကတဲ့ဝက်လုံးလေးပေါ့0နဲ့ Cအင်္ဂလိပ်လက်တာမှာဆို0နဲ့ C လက်တာနဲ့အရန်တူတယ်အဲ့ဒါနဲ့ပဲရေးထားတာလား C သူတို့ကကျတော့ကကြီးခောက်ခွေးတွေမသိတော့သူတို့သိတဲ့ဟာ0နဲ့ C ပဲတည်တယ်ပေါ့နော်0ကနနဲ့ C နဲ့ပဲဘာသာတစ်ခုလိုမျိုးလောက်ထားတာလားတဲ့ဟုတ်တယ်လို့ငါတို့ရဲ့မြန်မာစာအရန်လာတာဖြစ်တယ်လို့ Google မှာလည်းနင်တို့ရိုက်ကြည့်မြင်ရလိမ့်မယ် YouTube မှာလည်းရိုက်ကြည့်မြင်ရလိမ့်မယ်ဆိုမှသူတို့ရှင်းပြရတယ်သူတို့လည်းအပေါ်ကနယ်သာလန်စာနဲ့အင်္ဂလိပ်စာအဲ့လောက်ထိစိတ်ဝင်စားဘာလို့ကျန်းစာဖြစ်တဲ့အတွက်ကြောင့်မို့လေနော်ဒါပေမဲ့အောက်ကမြန်မာစာကိုသူတို့ကမြင်လိုက်တဲ့အချိန်မှာအပေါ်ကကျန်းစာပါသူတို့ဖ
ဖတ်ဖြစ်တယ်ပေါ့နော်အမြဲတမ်းလာဖတ်ဘာအတိတ်ပဲလဲအောက်မှာရေးထားတာဘာအတိတ်မြန်မာစာလို့ရေးထားတာဘာအတိတ်ပဲလဲဆိုတာတိချင်ရင်အပေါ်မှာအင်္ဂလိပ်လိုရေးထားတယ်အင်္ဂလိပ်လိုဖတ်လို့သူတို့ပြောတဲ့အချိန်မှာသူတို့ကျမ်းစာလည်းဖတ်ဖြစ်သွားတယ်ပေါ့နော်အော်နင်တို့ကခရစ်ယာန်နေလားအေးဟုတ်တယ်ကျမတို့ကခရစ်ယာန်နေပြန်မြန်မာပြည်မှာကဘာသာကိုအဓိကကိုးကွယ်တာလဲဆိုမှသူတို့များခရစ်ယာန်လည်းကိုးကွယ်တယ်မွတ်စလင်လည်းကိုးကွယ်တယ်မွတ်စလင်ဘာသာလည်းရှိတယ်ခရစ်ယာန်ဘာသာလည်းရှိတယ်ဗုဒ္ဓဘာသာလည်းရှိတယ်ဆိုမှသူတို့ပြောပြလိုက်တာနင်တို့ Google မှာဝင်ကြည့်ဆိုမှသူတို့ပြောတယ်အဲ့လိုမျိုးပြောတော့ချိန်မှာမိုင်းတာစိတ်ထဲမှာသူတို့ကိုမြန်မာပြည်ကိုအရင်ရှင်းပြရတဲ့ခါကျတော့စာမျက်နှာနဲ့မြန်မာပြည်ကိုသူတို့စိတ်ဝင်စားပြီအဲ့ခါကျတော့မိုင်းတာ idea တစ်ခုထွက်လာပြန်စဉ်းစားပြီးမှမြန်မာနိုင်ငံမြေပုံကိုပေါ့နော်မြန်မာနိုင်ငံမြေပုံကိုမိုင်းတာဆိုင်ပိုင်းမှာပကြီးကားတစ်ချက်ပြီးချိတ်ထားလိုက်တယ်အဲ့လိုခန့်နဲ့ချိတ်ထားတစ်သားနဲ့ပေါ့နော်အဲ့လိုချိတ်ထားလိုက်တဲ့အချိန်မှာသူတို့အများစိတ်ဝင်စားတယ်ဒါပေမဲ့ကိုလှုပ်လိုက်တဲ့အချိန်မှာကျတော့ကို idea ကကျတော့မြန်မာလို့ရေးဖို့မေ့သွားတယ်မေ့သွားတဲ့အခါကျတော့သူတို့ကဒီလိုပုံထားတာဒါကဘာပုံလဲသူတို့ကဒီຢာကိုပုံပြမြန်မာမှမသိဘူးအဲ့ဒါနဲ့သူတို့ဒီຢာတွေရိုက်ပဲ Google မှာရိုက်ပြီးကြည့်တဲ့အချိန်မှာကိုကပြန်ရှင်းပြတဲ့အချိန်မှာနောက်ဆုံးဒီမှာမောင်လေးကကျတော့မိုင်ရာစီမှာချင်းမောင်လေးလေရအရှာလာတယ်သူရဲ့လေရကအဲ့နဲ့သူအဲ့ဒါ permanent ball pen နဲ့ပဲပြည်သား permanent ball pen နဲ့ပဲပေတံလည်းမလို့အဲ့ဒါကိုမြန်မာဆိုပြီးရေးပေးတယ်ရေးပေးလိုက်တဲ့အချိန်မှာဘေးနားမှာအိန္ဒိယပြီးလို့ရှိရင်China လာအို Thailand နေနဲ့အိန္ဒိယချင်းနိုင်ငံတွေဖြစ်တယ်ဆိုတဲ့အရာအိန္ဒိယချင်းနိုင်ငံပြောပြမှာသူတို့ကတည်တယ်အိန္ဒိယချင်းနိုင်ငံမပြောရင်သူတို့မတည်ဘူးအခါကျတော့ပြီးလို့ရှိရင်ဒီနယ်သာလန်နိုင်ငံကလို့ဒီကချင်ပြည်နယ်တပြည်နယ်စာလောက်တောင်မှမကြီးဘူးဟိုသူရဲ့နယ်သာလန်တနိုင်ငံလုံးတောင်ကချင်ပြည်နယ်တပြည်နယ်စာလောက်တောင်မရှိဘူးနယ်သာလန်နိုင်ငံကသေးလေးအဲ့ဒီသေးလေးတော့မှကဘာကအကုန်လုံးတည်တယ်ပြီးရင်နယ်သာလန်နိုင်ငံကဘာတယံဇာရမှမထွက်ဘူးပန်းပေါ့နော်အဓိကပန်းကိုမျိုးဆက်တဲ့ဟာပညာရှင်တွေထွက်တယ်အဲ့လိုမျိုးဟိုထွက်တယ်ဒါပေမဲ့ကျမတို့မြန်မာပြည်မှာမထွက်တဲ့တယံဇာတာဘာတစ်ခုမှမရှိဘူးလို့ကျမတို့ဒီကချင်ပြည်နယ်မှာဆိုလို့ရှိရင်လို့စနိုးလဲကြတယ်လို့နယ်သာလန်ရာတီဥတုနဲ့အတူပဲစနိုးလဲကြတယ်ပြီးလို့ရှိရင်အေးလဲအရာအေးတယ်ဒီနဲ့ပြီးလို့ရှိရင်ပေါက်တဲ့အပြင်အတိအနံတွေလဲအတူပဲနယ်သာလန်နိုင်ငံနဲ့အတူပဲဖြစ်တယ်ကျမတို့ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ရွှေလဲထွက်တယ်ရေနံလဲထွက်တယ်ပြီးရင်ကြောက်စိမ်းလဲထွက်တယ်ကျွန်းနေလဲထွက်တယ်မထွက်တဲ့အရာဘာတစ်ခုမှမရှိတွန်းထွက်ပစ္စည်းတွေအရန်ကိုထွက်ပြီးပိုးကျွယ်သွားတဲ့နိုင်ငံဖြစ်တယ်ဆိုတဲ့အကြောင်းတွေသူတို့ပြောပြတယ်တိုင်းနဲ့ပြည်နယ်14ခုရှိတယ်ဆိုတဲ့အကြောင်းတွေပြောတယ်ဒီတနင်္သာရီတိုင်းဒီတစ်ခုဟိုဒီမှာဆိုလို့ရှိရင်ထိုင်းနဲ့နီးတယ်ကရင်ပြည်နယ်မှာဘာကြီးထွက်တယ်ပြီးလို့ရှိရင်လည်းကိုလည်းချက်တဲ့ဗီဒီယိုမေးတယ်လေနော်အဲ့လိုမျိုး AI ခစ်ဆိုတော့ AI ခစ်မှာအကုန်လုံးမြန်မာဘေးနိုင်ငံဘေးပြည်နယ်မှာဘာထွက်တယ်အကုန်လုံးမေးပြီးအကုန်လုံးလောက်မှာသူတို့တေချာရှင်းပြတယ်သူတို့ရှင်းပြတဲ့အချိန်သူတို့အများစိတ်ဝင်စားတယ်အဲ့ဆိုလို့သူတို့တချို့တွေကကြတော့ဒီပုံကြည့်လိုက်တာနဲ့မြန်မာနိုင်ငံကိုပုံသူတို့သိတယ်သိတဲ့အချိန်မှာသူတို့ကနေရဘေးအပိုင်းကနေလာတာလဲဆိုတော့ကိုကကချင်ပြည်နယ်ပြီးကျမအမျိုးသားရှမ်းပြည်နယ်ပြီးလို့ရှင်ဒီမှာရှိနေတဲ့ဝန်ထမ်းတွေကကြတော့အကုန်လုံးကကချင်ဒီမြန်မာပြည်ကနေလာတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူတို့ဂုံယူဝင့်ကြွားစွာနဲ့ပြောနိုင်တယ်ပြီးလို့ရှိရင်ကျမတို့ဆိုင်ကကြတော့သူတို့ကကြတော့တခုစိတ်ဝင်စားတာတခုရှိသေးတယ်ကျမတို့ကဗမာစကားတွေပြောတယ်ဝန်ထမ်းတွေအကုန်လုံးက80%တော့ဝန်ထမ်းတွေကကြတော့မြန်မာလူမျိုးတွေဖြစ်ပြီးမှကျမတို့လုတ်ပေါ်ကင်ဖက်တွေအကုန်လုံးကမြန်မာပြည်ကနေလာတဲ့မောင်လေးတွေညီမလေးတွေကိုပဲမိုင်းတာအတိကထားပြီးမှအလုတ်ခန့်တာဖြစ်တဲ့ကြောင့်ကျမတို့ရဲ့လုတ်ပေါ်ကင်ဖက်အချင်းချင်းစကားပြောတဲ့အချိန်မှာလဲမြန်မာစကားနဲ့ပဲပြောတဲ့အခါကျတော့သူတို့ကအရာအော်တဲ့နင်တို့ဆိုင်ကတဲ့ဆူရီနမ်နဲ့မိုင်းရာဆိုင်ကကြတော့ဆူရီနမ်အစားတဝက်ပြီးလို့ရှိရင်Chinese တော့မှာ Chinese Cantonese အစားတဝက်အဲ့လိုမျိုးရောင်းတဲ့အချိန်မှာနင်တို့ကတဲ့ဘေးနင်တို့ပြောတဲ့စကားChinese စကားလည်းမဟုတ်ဘူး Suriname စကားလည်းမဟုတ်ဘူးပြီးရင်နင်တို့ရဲ့ရုပ်လည်းSuriname ရုပ်လည်းမဟုတ်ဘူးပေါ့နော် Chinese ရုပ်နဲ့လည်းမတူဘူးပေါ့ဒါပေမဲ့နင်တို့ဆိုင်ကကြတော့ Chinese နဲ့ Suriname အစားဖြစ်တယ်ဆိုမှသူတို့ကပြောတဲ့အချိန်မှာဟုတ်တယ်လို့ကျမတို့မြန်မာအခုမိဖို့ကြောင့်မှချက်တဲ့လူတွေအကုန်လုံးမြန်မာတွေပဲချက်တယ်ဖြစ်တယ်တယောက်မှတရုတ်မပါဘူးတယောက်မှပြီးလို့ရှိရင် Suriname လူမျိုးတွေမပါဘူးလို့ဒါပေမဲ့ကျမတို့ Suriname အစားကိုကောင်းချက်တတ်တယ်တရုတ်အစားကွန်ဒိုနဲ့အစားကောင်းချက်တတ်တယ်ဆိုပြီးမှသူတို့ဘလို့နဲ့ချက်တတ်တာလဲဆိုပြီးသူတို့ကမေးတဲ့အချိန်မှာမန်းလာတို့ဒီမှာစရောက်တဲ့အချိန်မှာကနေပြီးမှကျမတို့မိသားစုအကုန်လုံးကဒီမှာပဲအလုပ်လုပ်တယ်
အမျိုးသားဆိုတရုတ်အစားအစာအကုန်တရုတ်နဲ့ဆူရီနမ်အစားအစာသူအကုန်ချက်တတ်တယ်ကျမမောင်လေးဆိုဆူရီနမ်အစားအစာအကုန်ချက်တတ်တယ်တရုတ်ရှက်ကကျမအမျိုးသားလုပ်တယ်ဆူရီနမ်ရှက်ကကျမမောင်လေးလုပ်တယ်လုပ်ပြီးမှ9နှစ်ကျော်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီဆိုင်ကိုကျမတို့ဟိုရှေ့မှာဆိုလို့ရှိရင်ကျမလုပ်တယ်အဲကြောင့်9နှစ်ကျော်ပြီဆိုဒီဆိုင်မှာကျမတို့ယူလိုက်တယ်အဲဆိုမှတို့ပြောပြတယ်ကြောင့်ဝေါတဲ့မြန်မာလူမျိုးတွေကအရန်တော်တာပဲတဲ့ဟုတ်တယ်မြန်မာလူမျိုးတွေကအရန်တော်တယ်အခုဆိုလို့ရှိရင်အရင်တုန်းကဆူရီနမ်အစားအစာကျမတို့ဆိုင်ကိုကျတော့ဆူရီနမ်တွေကဒီအမ်စတာဒမ်မှာရှိနေတဲ့ဆူရီနမ်ဆိုင်တကားတဲ့မှာဒီဆူရီနမ်အရတာဒီဆိုင်ကအကောင်းဆုံးဆိုပြီးမှတို့အမြဲတမ်းပြောလက်ရှိလူတွေအရန်ဆိုင်အရန် busy တယ်အဲ့လိုမျိုးဖျားရည်ကြီးစုတော့ကြောင့်မို့ဟိုမီနူးကောင်းကောင်းလေးပေါ့နော်အဲ့ဒါရထားတဲ့အတွက်ကြောင့်မို့တို့တွေကလာပြီးမှဝမ်းမြောက်တယ်တို့အစားအစာအရန်ကောင်းတယ်ဆိုပြီးမှတို့ပြောတဲ့အချိန်မှာကျမတို့မြန်မာပြည်သားမြန်မာပြည်ကလူတွေကလို့မညံ့ဘူးလို့အရန်တော်တဲ့မြန်မာပြည်ကလူတွေဖြစ်တယ်လို့ဘာကြောင့်မို့ကဘာကျမတို့မြန်မာပြည်ကိုမသိတာလဲကျမစိတ်မကောင်းဘူးလို့ကျမတို့နိုင်ငံကိုမသိတာဆိုမှတို့ပြောပြတယ်ကျမတို့မြန်မာပြည်ဆိုတာဘလောက်ထိတယံဇာတာပေါ်ကျွယ်ဝပြီးပလေးလဲထွက်တယ်မထွက်တဲ့စိတ်ပြူးရေးနိုင်ငံဖြစ်တယ်မထွက်တဲ့အရာဘာတစ်ခုမှမရှိဘူးလို့တို့ပဇွန်6တီဆိုလို့ရှိရင်ကျမတို့နိုင်ငံမှာပေါ်လို့တို့ဒီမှာပဇွန်6တီအစေးကြီးတယ်လေငါးတွေဆိုလို့ရှိရင်လည်းစေးကြီးတယ်ကျမတို့နိုင်ငံမှာဆိုလို့ရှိရင်မစားချင်မှအဆုံးလို့တို့ပြောပြတဲ့အချိန်မှာအရာစိတ်ဝင်စားကြတယ်အဲကြောင့်ကျမမြန်မာနိုင်ငံမြေပုံကိုတယူတရနဲ့နိုင်ငံမှာချိန်ထားတဲ့အချိန်မှာနေ့တိုင်းလိုမျိုးဟိုရှင်းပြရတယ်လူတွေလားအရာစိတ်ဝင်စားတယ်အရာ busy လာတဲ့အချိန်မှာဆိုလို့ရှိရင်ဒီရာကိုဖွက်ထားရတယ်ဘာလို့ဆိုရှင်းပြမဲ့အချိန်မရှိတဲ့အခါကျတော့ခဏဖွက်ထားရတယ်အဲ့လိုမျိုးပေါ့နော်မြန်မာပြည်ဆိုတဲ့အရာကိုအရန်ကုန်ယူဝင်ကြောစွာနဲ့ပြောပြလက်ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့မြန်မာပြည်သားဖြစ်ရတာအရန်ပျော်ဖို့ကောင်းတယ်အရန်ကုန်ယူဖို့ကောင်းတယ်အဲ့ကြောင့်မြန်မာဆိုတာကိုလူတွေမသိရင်ကျွန်မအရန်စိတ်မကောင်းဘူးအဲ့ကြောင့်မို့ကျမတို့မြန်မာပြည်ကရွှေမြန်မာလို့ရွှေတွေအရန်ထွက်တဲ့အတွက်ကြောင့်မို့ရွှေမြန်မာလို့ပြောကြတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုမိုင်းတာဂုံယူဝင်ကြောစွာနဲ့အမြဲတမ်းပြောပြလက်ရှိတဲ့အကြောင်းကိုဒီမှာ Facebook မှာရှိတဲ့တငယ်ချင်းနဲ့ YouTube မှာရှိတဲ့တငယ်ချင်းတွေအားလုံးကိုမိုင်းတာလိုမျိုးရှိတဲ့နေရာမှာရှိတဲ့နိုင်ငံမှာနိုင်ငံခြားမှာဘယ်နေရာပဲရောက်မြန်မာဆိုတဲ့အရာကိုဂုံယူဝင့်ကြွားစွာနဲ့ပြောရအောင်လို့ဒီကနေပြီးမှမဲလာအနေငယ်ပြောပြချင်တာဖြစ်တယ်။ဂျာနာတူအရောက်စီတိုင်းပေါ်မှာဖျားရှင်သားရဲ့ကောင်းချီးပေးပါစေ။ကျေးဇူးတင်ပါတယ်အားလုံး good night ပါ။